လူလေးရေရလေးတွေကတက်ဝင်လေဒီအလေးတွေကခင်းမိလာနိုင်တယ်ဒါတွေကသူရွေးရှိလာပြီးတော့ဒါတွေလည်းကျွန်တော်တို့ဒီအားလေးတွေကဖြစ်ရှင်ပြီးလာဒီလိုရောက်ရဲ့အကြီးအမှာဖြစ်တယ်လို့ဘောပေါ်မှန်းနေတာကိုကလည်းဒီရပြကြတယ်လည်းရှောက်လောက်လိုက်တဲ့ဟာတွေကကြာလာလို့ရှိရင်အဲ့ဒီတစ်ခါလို့တော့ကိုယ်ပုံဝင်ချက်မှာလို့ရှုပ်ပြဆိုင်ရဖြစ်လို့ရှိခဲလို့မျိုးဖြစ်သွားလို့ကောင်းတဲ့အရာရှိတာဒီခုနောက်ပိုင်းလို့ကျွန်တော်ပြောတာချိုးလို့ထိလာကျွန်တော်တို့ထက်လေးလာတဲ့ကျွန်တော်တို့ကတော့ဟိုအောက်လေးရှိတယ်ကိုပြန်ဒီဖို့ကျွန်တော်ကစဉ်းစားရတာနာကျင်မှုတွေဖြစ်ပြောင်းလာတယ်ကိုယ့်ရဲ့လက်အနေထားတဲ့လို့ရှောက်လေငါလောက်ကိုပေါ်တက်ရောက်လေကိုလိုရတဲ့ဟာကြီးပါဖြစ်နေတယ်တော့ဒီနေ့ကတော့ဒီနောက်ကိုရှင်းမယ်စဉ်းစားတာကြာကျွန်တော်လည်းဟိုကကျွန်တော်ရှင်းနေတော့ခုနနေ့ရှင်းနေတော့ဖြစ်အဲ့တော့ကျွန်တော်ဓာတ်တူးမှရေးရပါတော့ကိုယ်သားပေါ့ကိုရေးရတဲ့ဝယ်တော့ဝယ်မို့ဟုတ်ပါဘူးထိုးတဲ့ပေါ်တာလေးရှိတယ်နောက်ပိုင်းရှိတဲ့လူတွေရှိတယ်ဒီပြန်ရတာလေးလည်းနေထားလေးဒီလိုထဲမီရတာစီဖီရတာဒါရရတာပြောတော့ဒီလိုင်းနာတော့မဟုတ်ဘူးအော်ယူရောခံနိုင်တော့ကောင်းဘာလို့လဲအော်ယူရောကျွန်တော်ကဘုရားကိုထိုးတဲ့အခါညောင်းတယ်မသိရလေဒီဆိုင်ရတယ်နှစားခီးဆိုင်ရတယ်နှစားတော့ဗပြန်ဖြစ်တဲ့အတွက်လည်းအဲကပေးညလို့ညအဲ့လိုဖြစ်တယ်ဖြစ်ဘူး